အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်သားပြုတ်ကြော်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရသာစက်သားမုတ်အချိုမုတ်စနစ်မုတ်နေထားတဲ့စက်သားတွေကိုအရင်ဆုံးစပြုတ်ပါမယ်စက်သားပြုတ်ထဲမှာစပလင်ဂျင်းစက်သွန်ဖြူတပြားရိုက်ထားတာထည့်ပါမယ်ငပြားရဲ့အနေငယ်ထည့်ပါတယ်ခယူစီရဲ့အနေငယ်ထည့်ပါတယ်ပြီးရင်ရေကိုစက်သားမြုပ်ယုံလေးထည့်ပြီးတော့အရေးခံသွားတဲ့အထိပြုတ်ပေးပါတယ်အခုလိုပုတ်ပွဲလေးဆူလာပြီဆိုရင်တော့ငရုတ်ကောင်းမုံအနေငယ်ထည့်ပါမယ်ပြီးရင်စက်သားပြုတ်ရည်ခံသွားတဲ့အထိဆက်ပြီးတော့ပြုတ်ပေးပါမယ်အခုလိုစက်သားပြုတ်ရည်ခံသွားပြီဆိုရင်တော့စက်သားတွေကိုစားကြော်လို့ရပါပြီစက်သားတွေကိုစားကြော်တဲ့အခါမှာအရင်ကြီးကျွတ်သွားအောင်မကြော်ပါဘူးသူရဲ့အယောင်လေးနီညိုရောင်လေးပြောင်းလာပြီဆိုရင်ဆယ်ထုတ်ထားလို့ရပါပြီအရင်ကျွတ်သွားရင်စက်သားတွေပြန်မာသွားတတ်ပါတယ်အခုဆိုရင်တော့ရတာရှိတဲ့စက်သားကြော်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ